Ralph Lauren ဆိုတာပေါ့နော်ကျွန်တော်တို့စီမှာဒီ luxury brand ပေါ့နော်ပထမဆုံးရောက်တာဖြစ်ပါတယ်ဈေးကလည်းအရန်ချိုသွားပါတယ်နော်အပြင် policy ထက်အများကြီးတက်တာပါမယ်နော်ကျွန်တော်တစ်ထည်စင်းပြပြလိုက်ပါမယ် Ralph Lauren ဆိုတာပေါ့နော် luxury ထက်ကပေါ့နော်ရမှာဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့စီမှာခါ30နှစ်ကနေပြီးတော့ပေါ့နော်40တိရမှာဖြစ်ပါတယ်နော်ခါ30နှစ်ကနေပြီးတော့40တိရပါမယ်လုံးဝ special ကောင်းတယ်နော် special ကောင်းတဲ့ဒီ Ralph Lauren ဆိုတာကတော့ပြောစရာမလိုပါဘူးနော်ဘယ်လောက်ကောင်းလဲဆိုတာကပေါ့နော်သူကတော့ဒီမှာနော်ကျူတော်လက်ဖင်လိုက်ရပါတယ်နော်ကျူတော်လက်ဖင်လိုက်ရပါတယ်လုံးဝ special မိုက်တဲ့အထက်မှာ luxury လုံးဝအကောင့်ကြိုက်တဲ့ပုံတွေပေါ့နော်ဒါရီဝေယူအပ်ပေးလိုက်ရပါတယ်နော်ကျွန်တော်စီမှာအရက်တန်ပါမယ်2,400ပဲရှိပါတယ်နော်2,400မှာကျွန်တော်ရောက်ပြပါတယ် site ကတော့ကျွန်တော်စီမှာပေါ့နော်ဒီမှာ30နှစ်ကနေပြီးတော့ပေါ့နော်30နှစ်ကနေပြီးတော့ခါ40ထိဝယ်လို့ရတဲ့ site ရှိပါတယ်နော်ဒီမှာဒီလိုရှိဒီဒါတက်ပြပြလိုက်ပါမယ်နော်ဒေစာဟုတ်နော်ကျွန်တော်ပြပြလိုက်ပါမယ်တော်တော်ကောင်းတယ်နော်အသားကတော့ကျန်တဲ့ဒီချီနိုထည့်မှာပေါ့နော် Ralph Lauren နဲ့ရှင်လို့မရဘူးနော်ဒီမှာဒီလိုနှစ်ဖက်ပါတာပေါ့နော်ဒီမှာနှစ်ဖက်ပါပါတယ်လုံးဝ special ကောင်းတယ်နော်ဒီမှာ special ကောင်းပါတယ်ဒီလိုရှိဒီလိုအသားအယောင်ထိကလေးရပါမယ်နော်အသားအယောင်ထိကလေးရပါမယ်ဒီလိုရှိရင်ဒီလိုအယောင်ပေါ့နော်ဒီမှာလုံးဝဒီအယောင်ထိကလေးကြိုက်လို့ရှိရင်ရပါတယ်နော်ဒီလိုရှိရင်ဒီမှာနော်ဒီရောင်ထက်ကလေးရပါမယ်ဒါကတော့ပါရောင်ခေါမလည်းမသိဘူးနော်ဒီမှာပြပြလိုက်ပါတယ်ဒီနော်လုံးဝကောင်းပါတယ်နော်ကောင်းတဲ့ထက်မှာပေါ့ကောင်းတယ်ပေါ့နော်ကောင်းတဲ့ထက်မှာကောင်းတယ်ဖြစ်ပါတယ်ဒီမှာနော်ဒီဟာကတော့ချုပ်ထားတာနှစ်ဖက်ပေါ့နော်ဒီမှာနှစ်ဖက်ပါပါတယ်အတွင်းဖက်ပေါ့နော်ဒါကလုံးဝရှေ့ကောင်းတဲ့ထက်မှာပေါ့နော်အသေးစိတ်ကကျွန်တော်တို့ page CP Bible ကတစ်ဆယ်ပေါ့နော်။မာယာ affiliate ဆိုတော့ကျွန်တော်တို့ဒီဆိုင်ကိုလာကြည့်လို့ရပါတယ်။ Ralph Lauren ကဘယ်လောက်ကောင်းလဲဆိုတာပေါ့နော်။ကိုယ်တိုင်ကြည့်လို့ရပါတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ကပေါ့နော်ဒီမှာ page CP ကမှာလို့ရပါတယ်နော်။ကျွန်တော်တို့ဆိုင်ကရန်ကုန်ဖြစ်ပါတယ်။ဒီ Time City ပေါ့နော်3မှာရှိပါတယ်နော်။ကျွန်တော်တို့မနက်7:00နာရီကနေပြီးတော့ည9:00ဖွင့်ပါတယ်နော်။ဒီမှာနော်8ကဲတော့ဘယ်လောက်လှလဲဆိုတာပေါ့နော်။လုံးဝကောင်းပါတယ်ကောင်းတဲ့အထက်မှာကောင်းတာပေါ့နော်ဒီလိုကျွန်တော်တို့ဆိုင်မှာဆိုလို့ရှိရင်ဒါအသက်ရောက်တာပေါ့နော်ပထမအဆုံးရောက်တာဖြစ်ပါတယ်ဒီမှာနော်ပြပြလိုက်ပါတယ်လောကဒီလိုနောက်မှလည်းပါတယ်နော်အရှိမှလည်းပါတယ်ပေါ့နော်ဒါကတော့နောက်မှပါတယ်ဟာပေါ့နော်ဒီလိုရှိဒီခါ38ကိုပေါ့နော်40 level လေးရပါတယ်အရှိကတော့34ပေါ့နော်ဒီကဲပါတယ်ဒီလိုရှိအနည်းရဖယ်ရပါမယ် super black ဖြစ်ပေါ့နော်ဒါလည်းတော်တော်ပေါ်လာပါတယ်နော်ပြပြလိုက်ပါတယ်တော်တော်ကောင်းပါတယ်တော်တော်ကောင်းပါတယ်နော်ဒီမှာရှိရင်ဒီမှာနော်ဒီအသားရောင်ထိတ်ကလေးရတာနော်ဒီမှာအသားရောင်ထိတ်ကဆိုလို့ရှိရင်ဒါလေးရပါမယ်နော်ရပြီပါတယ်အလုံးပြည့်စုံမြတ်တယ်မှာနော်